ရှိချေတုံးကတောတွင်းတနေရာမှာလိမ့်နဲ့မြောက်တို့တွေ့ဆုံကြပြီးတငယ်ချင်းမိတ်ဆွေတွေဖွဲ့ကြပါတယ်နောက်ရက်တွေမှာတငယ်ချင်းနှစ်ယောက်တောထဲကိုအစာရှာဖို့တွားတဲ့အခါတောရဲ့အလယ်မှာကတုတ်တီးတွေဝေဝေဆဆာတီးနေတဲ့ကတုတ်ပင်တစ်ပင်ကိုတွေ့ပါတော့တယ်အဲ့ဒီချိန်မှာမြောက်ကကတုတ်ပင်ပေါ်ကိုခုန်တက်သွားပြီးကတုတ်တီးမှဲ့တွေကိုအားရပါးရခူးစားနေပါတော့တယ်ဒါကိုလိတ်ကတစ်ပင်ပေါ်မော့ကြည့်ပြီးတငယ်ချင်းမြောက်ရေငါ့ကိုကတုတ်တီးတစ်လုံးလောက်ခူးပေးပါဦးအဲ့လိုပြောလိုက်တော့မြောက်ကမင်းမလည်းခြေထောက်တွေလက်တွေရှိနေတာပဲတစ်ပင်ပေါ်တက်ပြီးခူးစားပေါ့မြောက်ပြောလိုက်တဲ့စကားကိုလိတ်ကကြားပြီးမဲ့လဲတငယ်ချင်းဆိုတော့ဇဲမလျှော့ပဲမြောက်ကိုထက်ခါအကူကြီးတောင်းနေပါတယ်ဒါကိုမြောက်ကအရေးမလုပ်တဲ့အပြင်ကတုတ်တီးတွေကိုလည်းမခူးပေးတာကြောင့်လိတ်ကမြောက်ကိုစိတ်ဆိုးသွားပါတော့တယ်အဲ့ဒီချိန်ကစပြီးလိတ်ကမြောက်နဲ့လမ်းခွဲသွားပြီးတောထဲမှာတကောင်တည်းသွားလာပြီးအစာရှာနေပါတော့တယ်တရက်မှာတော့လိတ်အစာရှာနေတော့တောထဲမှာနတာပင်တစ်ပင်ကိုတွေ့ပြီးနတာပင်ရဲ့အမြစ်ကိုစားပါတော့တယ်လိတ်ကနတာမြစ်ကိုဝဝလင်လင်စားပြီးမြို့တော်ထဲကိုဝင်သွားပါတော့တယ်မြို့တော်ထဲကိုရောက်တဲ့အခါမှာလိတ်ကအသေးလူသားတို့ငါသည်ရိုးရိုးလိတ်တကောင်မဟုတ်ပါအထူးလိတ်ဖြစ်ပေရဲ့ငါဤပေါလိုက်ရင်နှစ်တာခဲလို့အယံမှွေးပါတယ်ဆိုပြီးတော့မြို့ထဲမှာရှိတဲ့ပြည်သူတွေကိုပြောလိုက်ပါတယ်ပြည်သူတွေကိုဤပေါပြလိုက်တော့နှစ်တာခဲလို့အနက်အယံမှွေးနေတာပေါ့ဒါကိုပြည်သူတွေကပလင်းတွင်နဲ့လက်ရဲ့ဤအနက်ကိုထည့်နေပါတယ်အဲ့ဒီချိန်ကစပြီးပြည်သူတွေကလက်ဤမှွေ့မှွေ့လက်ဤမှွေ့မှွေ့ဆိုပြီးအော်နေကြတာကိုဘုရင်မင်းမြတ်ရဲ့နားထဲရောက်သွားပါတော့တယ်ဘုရင်ကအမိန့်ထုတ်ပြီးလက်ကိုနန်းတော်ထဲခေါ်ဆောင်လာခိုင်းပါတယ်လက်ကဘုရင်ရဲ့ရှေ့ရောက်တဲ့အခါမှာမင်းဤပေါလိုက်ရင်အယံမှွေးရလို့ပြောနေကြတယ်ဟုတ်လားမင်းစကားတကယ်လို့အမှန်လားဆိုရင်ငါအိတ်ဆောင်ထဲဝင်ပြီးဤပေါလိုက်ပါတကယ်လို့မင်းဤမှွေးတယ်ဆိုရင်ငါစုချီးမြှင့်မယ်ဒါပေမဲ့မင်းဤနန်တယ်ဆိုရင်တော့မင်းရဲ့ဖင်ကိုဖြတ်ပြီးငပိတိတ်ပြစ်မယ်ဆိုပြီးတော့ဘုရင်ကလက်ကိုပြောလိုက်ပါတယ်လက်ကမှန်လားပါဗျာအကြောင်းအရာဖြစ်စဉ်တစ်ခုမမှန်ကန်ပါကညီသူမျှမပြောပါဗျာအဲ့ဒီခါမှာလက်ကဘုရင်ရဲ့အိတ်ဆောင်ထဲကိုဝင်သွားပြီးဤပေါက်ပြလိုက်တဲ့ခါမှာလက်ရဲ့ဤကနန်းတော်တစ်ခုလုံးမှွေပြန်သွားပြီးဘုရင်ကဂတိစကားအတိုင်းဆုလက်တွေကိုချီးမြှင့်လိုက်ပါတော့တယ်လက်ကရွှေငွေဆုလက်တွေကိုယူလာပြီးတောထဲကိုပြန်သွားပါတော့တယ်ဒါကိုမြောက်ကသူ့ရဲ့တငယ်ချင်းလက်ကရွှေငွေကြောက်တံပဒမြစားကောင်းတောက်ဖွယ်တွေနဲ့ပျော်ပါနေတာကိုမြင်တော့တငယ်ချင်းမင်းပြောက်နေတာကြာပြီကွာဘယ်ရောက်နေတာလဲမင်းကငါစောင့်နေတာကြာပြီတင်မမင်းအတွက်ငါကတုတ်တီးခူးလာတယ်ရော့စားလို့ကုန်တော့ရင်ငါထပ်ခူးပေးအောင်ပါဘာမှအမနာနဲ့ကွာဆိုပြီးတော့မျက်နှာချိုတွေးလိုက်ပါတယ်ဒါအပြင်မြောက်ကတငယ်ချင်းမင်းမရွှေတယ်အများကြီးပဲကွာဘယ်ကရလာတာလဲဘယ်လိုလုပ်ပြီးရွှေငွေတယ်အများကြီးရှိသွားတာလဲမင်းသိရင်ငါ့ကိုပြောပြပါကွာဆိုပြီးတော့မြောက်ကမေးလိုက်ပါတယ်ဒါကိုလိုက်ကတငယ်ချင်းဟိုးမြစ်ချောင်းမှာရှိတဲ့ငါပုတ်ကနန်းပုတ်တွေစားပြီးမြို့ထဲကိုငါဝင်သွားတယ်မြို့ထဲကပြည်သူတွေစုဝေးလာပြီးငါဤပေါက်တာမှွေးတယ်လို့သူတို့ကိုပြောလိုက်တော့ငါ့ကိုနန်းတော်ထဲခေါ်သွားတယ်နန်းတော်ထဲမှာဘရင်ကူဤပေါက်ပြလိုက်တော့နန်းတော်တစ်ခုလုံးမှွေးကြိုင်သွားလို့ငါ့ကိုရွှေငွေတွေပေးလိုက်တာကွာလှိပ်ပြောတဲ့စကားကိုကြားပြီးမြောက်ကချက်ချင်းမြစ်ချောင်းသားသွားပြီးငါပုတ်ပုတ်ကနန်းပုတ်တွေကိုရှာဖွေစားတော့ပြီးမြို့တော်ထဲကိုဝင်သွားပါတော့တယ်မြို့တော်ထဲကိုရောက်တော့ငါသည်ရိုးရိုးမြောက်မဟုတ်ဘူးအထူးမြောက်ဖြစ်ပေတယ်ငါဤပေါလိုက်ရင်အယံခွေးတယ်အဲ့လိုပြောလိုက်တော့ပြည်သူတွေကမြောက်ကိုနန်းတော်ထဲကိုပို့လိုက်ကြပါတယ်ဘုရင်ကမင်းဤပေါက်ရင်မှွေးတယ်ဆိုတာတကယ်လားဆိုပြီးပြောလိုက်တော့မှန်လားပါဗျာမြောက်ဤကအယံမှွေးပါတယ်အဲ့လိုပြောလိုက်တော့ဘုရင်ကကောင်းပြီတကယ်လို့မင်းဤပေါက်တာမှွေးရင်ငါဆုလက်တွေအများကြီးပေးမယ်
ဒါမှမဟုတ်နန်သွားရင်တော့မင်းရဲ့ဖင်ကိုဖျက်ပြီးငပိနဲ့တိတ်ပစ်မယ်ကဲဒါဆိုရင်ငါအိတ်ဆောင်ထဲဝင်ပြီးဤပေါက်ပြ ဘယင်ကအဲ့လိုပြောလိုက်တော့မြောက်ကဘယင်ရဲ့အိတ်ဆောင်ထဲကိုဝင်သွားပြီးဤပေါက်လိုက်တော့ငါပုတ်ပုတ်ကနန်းပုတ်ပုတ်တွေကိုစားထားတဲ့အတွက်မြောက်ရဲ့ဤကနန်းတော်တစ်ခုလုံးနန်းစော်သွားပါတော့တယ်ဘယင်ကမြောက်ကိုဖမ်းဖို့အမိန့်ပေးလိုက်ပြီးမြောက်ဖင်ကိုဖြတ်ကငပိနဲ့တိုက်လိုက်ပါတယ်မြောက်ကလည်း အောင်မလင်းနာလိုက်တာနောက်ကြရင်ဘယ်တော့မှအီမပေါက်တော့ပါဘူးဗျာ ဆိုပြီးတော့နာကျင်စွာညီးသွားနေပါတော့တယ်အဲ့ဒီနေ့ကစားပြီးမြောက်ကဖင်ဖြတ်ခံရပြီးငပိနဲ့တိုက်ခံထားရတာကြောင့်နောက်ဖင်တွေကအမြဲတမ်းနေပြီးအမာရွတ်လိုဖြစ်နေတော့တာပေါ့နောက်ပြီးမြောက်တွေကငပိကိုအယံမုံကြပြီးဘယ်တော့မှငပိမစားတော့တာဒီနေ့ဒီချိန်ထိပါပဲလိမ့်နဲ့မြောက်ပုံပြင်ကိုကြည်ချမ်းအဖြစ်ဒီလောကမှာမြောက်လိုမိတ်ဆွေမျိုးမဖြစ်ပါစေနဲ့မိမိကတိတ်ပုံကိုတက်ပြီးကတုတ်တီးကိုမခူပေးပဲလိတ်ရွှေငွေတွေနဲ့ချမ်းသာလာမှမိတ်ဆွေဖွဲ့ချင်တာကမိတ်ဆွေစစ်မဟုတ်ပါဒါအပြင်မြောက်ကလောဘစိတ်ကြောင့်အမှားကိုမြင်ကျိုးချောင်းစီလျော်အောင်မသေးတော့ပဲတပားသူကိုယုံကြည်ရင်ဒီလိုအဖြစ်မျိုးကြုံတွေ့နိုင်ရကိုသတိပြုသင့်ပါတယ်ခင်ဗျာ